anti စိန်ကြီးမိခင်ကြီးစိန်ကြီးက2016မှာတန်ရင်ကင်ဆာအဆင့်4ကိုခံစားခဲ့ရတယ်အဆင့်4ထိရောက်သွားပြီမဲ့စိတ်တက်မကြဘဲနဲ့တန်ရင်ကင်ဆာအနာယူခဲ့တယ်အသက်အရွယ်ကြောင့်ရောနောက်ယောဂဇက်တွဲတွေကြောင့်ရောပေါ့နော်အန်ဒီစိန်ကြီးကဒီအဆင့်မြင့်ကြိုက်ခဲတာတွေနာကျင်တာတွေ pain တွေပေါ့ muscle pain တွေ joint pain တွေကတော့ခံစားနေရဆဲပဲပေါ့နော်ပယုတ်စီဆိုလို့ရှိရင်ကျွန်တော်တို့အရင်ခက်ကပူမကောင်းတယ်လို့ထင်ကြတယ်ပူလေးဆက်လေးဟာဒီပယုတ်စီကအာနိသင်ရှိနေပဲလို့လည်းထင်ကြရတဲ့သူတွေရှိသေးတယ်ပယုတ်စီဆိုတာကျွန်တော်တို့အရေပြားပေါ်ကိုတင်ရတဲ့ပစ္စည်းဖြစ်တဲ့တော့အသားရည်နဲ့friendly ဖြစ်ဖို့လိုတယ်အရန်ပူလွန်းတာအရန်ဆက်လွန်းတာတွေကလည်းအရေပြားကိုလောင်စေရနော်အဲ့ဒါပယုတ်စီမာကလေတချို့တွေကအရန်ပူမကောင်းတယ်အရန်ပူတဲ့အခါကျတော့နာကျင်မှုပူပြီးတက်တာသွားတယ်လို့ထင်ရတာအမှန်တကယ်တော့အရေပြားအပေါ်မှာပူပြီးတော့လောင်နေတာနဲ့အထဲကဖိန်းကတကယ်တက်တာသွားတာလားမတက်တာသွားတာလားလေနှစ်ခုကကိုယ်ပြပြသိဖို့လိုအပ်တယ်စိတ်ရင်နှက်လိမ့်စေးရတော့အရေပြားပေါ်တင်လိုက်တဲ့အခါကျလို့ရှိရင်လေအသားရည်ပေါ်မှာ safe ဖြစ်တဲ့အသားရည်ပေါ်ကိုတင်လို့ရတဲ့ anti ကင်းတဲ့စီရင်းနဲ့ပေါင်းစပ်ထားတယ်။တကယ်လဲတိုင်းရင်းဆေးပညာ herbal extract တွေနဲ့တခြားသုံးပြီးတော့ဖန်တီးထားတယ်။အဲ့လို safe ဖြစ်အောင်လဲ skin test တွေမျိုးစုံစစ်ပြီးသွားတော့မှဒီ product တစ်ခုကိုစိန်ရည်ကနေပြီးတော့ထုတ်ထားတာဖြစ်တယ်။စိန်ရည်နှက်နှက်ပယုတ်လိမ့်ဆေးရည်ကိုစမုံနှက်နှက်နှက်စီရဲ့မြမသဘာဝဆေးဖက်ဝင် herbal extract တွေရဲ့ပူရီနာစီရဲ့ lavender စီရဲ့ချင်းစီရဲ့အုံးပြိုစီရဲ့ vitamin E ရဲ့ပေါင်းပြီးတော့ဖော်ဆက်ထားတာဟနာစာကြောတက်လို့ရှိရင်အနည်းဆုံး3ခါလောက်လိမ့်တယ်ဟနာ3ခါလောက်လိမ့်ရင်တော့မှတက်တာတယ်အကျဉ်းရည်တော့ကတော့တယောက်နဲ့တယောက်ကတော့မတူဘူးပေါ့နော်ဖိတ်လောက်ပေါ့ကျန်တဲ့မတူဘူးဇာကြောတက်တယ်ကောင်းတစ်ချမ်းကြိုက်တယ်တခါကြလို့ရှိရင်တို့ဒါအားကစားလုပ်ပြီးသွားတဲ့ခါကြလို့ရှိရင်ဒူးနာခါနာဒီအကျော်အချင်းတွေနားတဲ့ခါမျိုးလို့ရှိရင်ဟနာ3ဖြစ်တယ်အဓိကတော့ဇာကြောတက်တဲ့ခါပေါ့နော်ဇာကြောတက်တဲ့ခါဟနာစိန်ရည်ဆေးရည်ကိုလက်ထဲထည့်လိုက်တယ်လက်အပူမှုလေးနဲ့ရအောင်ပုတ်ပြီးတော့မှခုံးတဲ့ပခုံးပေါ်မှာဟနာလိမ့်ချလိုက်တယ်ဒီဇက်ကနေပြီးတော့ကိုပိုးထိကွာရှာထူးစင်းတဲ့ဟနာတဖြည်းဖြည်းหนีလာတဲ့ချစ်ပေးတယ်ဟနာခေါင်းရမ်းကြိုက်တဲ့အချိန်ဆိုလို့ရှိရင်တော့စိန်ရီကိုဟနာခုံးမှာလိမ့်ပြီးတော့ခုနကလိုကွာရှာနဲ့ချစ်တဲ့ process ကိုဟနာမနက်နေ့လည်ည3ချိန်လုပ်တယ်ကိုကကြီးပေါင်းရှိတာတို့ဒူးနာခါနာနာကျင်ကြိုက်ခဲမှုကစီးပါတောက်နေရတဲ့လူမျိုးဆိုလို့ရှိရင်တော့ဟနာပြောသူတရက်3ချိန်လောက်ကိုအလိုလာချီဆွဲလိမ့်ကြည့်တော်တော်လေးတိတာကြတယ်ဟနာအမေဆိုလို့ရှိရင်ကြိုက်တယ်သူလည်းတော်တော်လေးတိတာလေးသဘောကျရပေါ့နော်ဆိုတော့ဟနာကိုယ်တိုင်လည်းအိတ်ထဲမှာမပါမဖြစ်နဲ့ခန္ဓာကိုယ်ထဲမှာတင်ရဲတဲ့ဆေးထဲမှာပါတယ်စိတ်ရည်မှာဒါဆေးရည်တွေမဟုတ်ဘူးအဲ့ဒါခေါင်းရမ်းမှုလို့ရှိရင်ရှူတဲ့ရှူဆေးနှစ်ခုလည်းရှိသေးတယ်စိတ်ရည်ရဲ့ဘောင်းကလေသူ့ရဲ့ဒီအထဲကဘောင်းက petroleum jelly လည်းပါတယ်ပြီးတော့ bee wax နဲ့သူ့ရဲ့တခြား wax formulation အရာလိမ့်လိုက်လို့ရှိရင်မာမနေဘူးပြီးတော့ဘောင်းကလက်ပေါ်မှာတင်လိုက်တဲ့ခါကျရင်ခဲပြီးတော့အခဲကိုပြန်ချေရတဲ့ wax အမာမျိုးမဟုတ်ဘူးအနက်လေးလည်းတော်တော်လေးခေါင်းကြည့်ရယ်လိမ့်လိုက်တဲ့အခါကျလို့ရှိရင်စိတ်ဝင်မှုအားကောင်းတယ်လိမ့်လိုက်လို့ရှိရင်အပေါ်မှာတင်နေရမျိုးမဟုတ်ဘဲနဲ့စိတ်ဝင်ပြီးတော့ဖိန်းသက်သာသွားတယ်အရင်လည်းပူဆက်ပြေးပြီးတော့မနေနိုင်မထိုင်နိုင်တဲ့အနေအထားမျိုးမဟုတ်ဘူးသူ့လှုပ်လေးသူလှုပ်ပြီးတော့ကိုကလည်း relax ဖြစ်တဲ့ခံစားချက်မျိုးရတယ်အဓိကသူ့ voice ကိုဟနာကြိုက်တယ်ဟိုပေါ့ပေါ့ပါလေးရှိရပေါ့နော်ဒါတော့ဟနာအိတ်ထဲမှာလုံးဝမပန်းဖြစ်ဆောင်းထားတဲ့ရှူစေးလေးဖြစ်ပါတယ်နှစ်မျိုးသုံးတဲ့ဟနာတော့ရှူလဲဘာမှမနေနဲ့လိမ့်နေအရန်ပူတာမကြိုက်ဘူးဆိုလို့ရှင်တော့ cool fresh ကိုတော့ကိုကပယုတ်စီနဲ့လည်းကြိုက်တယ်နည်းနည်းလေးပူတာလေးကိုပို့ပြီးတော့သဘောကျရဲဆိုလို့ရှင်တော့ original balm ကိုတော့ဒီနှစ်ဘူးကတော့ဟာနာအိတ်ထဲမှာပတ်စံအိတ်ထဲမှာဆောင်းလေးရှိရဲဒါကတော့ဆေးအိတ်ထဲမှာမပါမဖြစ်ထည့်ထားလေးရှိရဲ product 3ခုပါဒီနေ့ကတော့ကိုကိုတိုင်းပဲတုံမေမေဖေဖေတွေပဲလက်ဆောင်ပေးပြီးဖိုးဖွားဖွားဦးတော်တော်တွေလက်ဆောင်ပေးပြီးအိတ်ထဲမှာစိတ်ချလက်ချနဲ့အသားရည်ကိုမထိခိုက်ပဲနဲ့ကာတောင်ကာကွယ်ပေးနိုင်တဲ့product လေးကိုခဏ review လုပ်ပေးသွားတာဖြစ်ပါတယ်။အန်ဒီစိန်ရင်လည်းကျမ်းမာချမ်းသာပါစေလို့ဆုတောင်းပေးနေတယ်။ဒီ vlog လေးဒီမှာပဲနှုတ်ဆက်လိုက်ပါတယ်။ကျေးဇူးများတင်ပါတယ်ရှင်။